သိပ္ပံပညာရှင်တွေဟာလေဆာကိုသုံးပြီးအုတ်ထုပ်ကိုဖျက်တောက်ဖွင့်လှစ်ခဲ့ကြပါတယ်။အုတ်ထုပ်ကိုဖယ်ရှားလိုက်တဲ့အခါမှာတော့အမျိုးအမည်မသိတဲ့သတ္တဝါတစ်ကောင်ကထိုလူရဲ့မျက်နှာကိုတင်းတင်းကြပ်ကြပ်ရွတ်ပတ်ထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကိုဖယ်ရှားဖို့အတွက်သူတို့ဟာပလာယာနဲ့တင်းရဲ့လက်တံတွေကိုဖျက်ဖို့ကြိုးစားခဲ့ကြတယ်။သူတို့အားစိုက်ပြီးဖျက်တော့မဲ့အချိန်မှာပဲထိုသတ္တဝါရဲ့အမည်ဟာရုတ်တရက်တင်းမာလာပြီးထိုလူရဲ့လည်ပင်းကိုပုံမတင်းကျပ်စွာရွတ်ပတ်လိုက်ပါတယ်။ဒါကြောင့်သူတို့ဟာအရင်ဆုံးတစ်ကိုယ်လုံးကိုစကန်ဖတ်စကန်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။စကန်ဖတ်လို့ထွက်လာတဲ့ရလဒ်တွေကပိုလို့တောင်ထိတ်လန့်စရာကောင်းနေခဲ့ပါတယ်။လက်တံတစ်ခုဟာထိုလူရဲ့လေချောင်းထဲအထိနက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်နေပြီဖြစ်ပါတယ်။ထိုသတ္တဝါဟာသူ့ကိုတက်လိုက်တာမဟုတ်ဘဲတစ်ကိုယ်လုံးကိုလှုပ်ရှားမရအောင်ထုံကျင်စေပြီးနှစ်ချိုက်စွာအိမ်မောကျနေစေကအောက်ဆီဂျင်ကိုလည်းအဆက်မပြတ်ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။အဲ့ဒီသတ္တဝါကဘာကြောင့်ဒီလိုပြုမှုရတယ်လဲဆိုတာကိုသူတို့မသိပေမဲ့ကပတိန်ကတော့ထိုလူကိုကယ်တင်ဖို့အတွက်စွန့်စားပြီးအတင်းအကျပ်ဖယ်ရှားဖို့ဆုံးဖြတ်ခဲ့ပါတယ်။လေဆာနဲ့အနှဲငယ်ချစ်လိုက်တာနဲ့တပြိုင်နက်အဝါရောင်အရည်တွေပန်းထွက်လာပါတယ်။သူတို့မသိခဲ့တာကတော့ထိုသတ္တဝါရဲ့သွေးထဲမှာတင်းမောရဲ့ကြမ်းပြင်ကိုတောင်အရည်ပျော်စေနိုင်တဲ့ပြင်းထန်တဲ့အက်ဆစ်တွေပါဝင်နေတာပဲဖြစ်ပါတယ်။ကပတိန်ဟာတင်းမောကိုချက်ချင်းလိုက်လံစစ်ဆေးခဲ့ရမှာအလွာနှစ်လွာအထိလုံးဝတိုက်စားခံလိုက်ရတာကိုတွေ့ရှိခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့တတိယအလွာမှာတော့တိုက်စားမှုရပ်တန့်သွားခဲ့ပါတယ်။ထိုသတ္တဝါဟာသူတို့ထင်ထားတာထက်အစာပေါင်းများစွာပိုမိုအန္တရာယ်များတယ်ဆိုတာရှင်းလင်းသွားခဲ့ပါတယ်။ဒါကြောင့်ခွဲစိတ်ကူးသမှုကိုရပ်နားထားလိုက်ရပါတယ်။ကပတိန်ကလက်လျှော့တော့မဲ့အချိန်မှာပဲသိပ္ပံပညာရှင်တယောက်ကထိုသတ္တဝါပျောက်ကွယ်သွားပြီဖြစ်ကြောင်းသတင်းပို့လာပါတယ်။ကပတိန်နဲ့တခြားသူတွေစေကန်းတွေကိုအပြေးလွှားသွားကြည့်တဲ့အခါမှာတော့ထိုလူရဲ့မျက်နှာမှာဘာမှမရှိတော့တာကိုတွေ့လိုက်ရပါတယ်။သူတို့ဟာကရိယာတွေကင်ပြီးအခန်းရဲ့ထောင်တိုင်းကိုရှာဖွေခဲ့ကြပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲအပေါ်ကနေသတ္တဝါကြီးပြုတ်ကျလာတာကြောင့်အမျိုးသမီးတယောက်လန့်အော်သွားပါတယ်။ဒါပေမဲ့တေချာကြည့်လိုက်တဲ့အခါမှာတော့ရင်းဟာတေဆုံးနေပြီဆိုတာသိလိုက်ရပါတယ်။အန္တရာယ်မရှိတော့တာကိုတွေ့တဲ့အခါတယောက်ကထိုလောင်းကိုနောက်ထပ်လေ့လာဖို့အတွက်ကဘာမြေကိုပြန်တည်သွားဖို့အကြံပြုခဲ့ပေမဲ့ထိုမျိုးသမီးကတော့ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ဒါပေမဲ့လည်းကပတိန်ကတော့ထိုအကြံပြုချက်ကိုလက်ခံခဲ့ပါတယ်။အဲ့ဒီအတော်အတွင်းမှာသတိမိနေတဲ့လူဟာနိုးလာခဲ့ပါတယ်။အားလုံးကသူနေကောင်းသွားပြီလို့ထင်မှတ်ခဲ့ကြပေမဲ့ထမင်းစားနေချိန်မှာတော့ကြောက်မက်ဖွယ်ရာတစ်ခုဖြစ်ပွားခဲ့ပါတယ်။အငမ်းမရစားတောက်နေတဲ့ထိုလူဟာရုတ်တရက်ငြိမ်သက်သွားပြီးနောက်ပြင်းပြင်းထန်ထန်အံပါတော့တယ်ခဏအကြာမှာတော့သူ့ခန္ဓာကိုယ်ဟာထိန်းချုပ်မရတော့ဘဲတုန်ခါလာပါတယ်အမှုထမ်းတွေကြားမှာထိတ်လန့်မှုတွေပြန့်နှံ့သွားပြီးရှာကိုမကိုက်မိအောင်ပါဇက်သေးကိုဇွန်းနဲ့ထည့်ပေးခဲ့ပေမဲ့လည်းအလကားပါပဲနောက်တစ်စက္ကန့်မှာတော့သူ့ရဲ့ဝမ်းပိုက်ဟာပေါက်ထွက်သွားပြီးလက်သီးဆုပ်ခန့်ရှိတဲ့တရဝတစ်ကောင်ဟာခန္ဓာကိုယ်ထဲကနေအကြမ်းပတမ်းထွက်လာပါတော့တယ်အားလုံးဟာထိတ်လန့်တုန်လှုပ်စွာနဲ့ကြည်နေတော့မှပဲထိုးတတဝါဟာသူတို့မျက်စိရှိတင်ထွက်ပြေးလွတ်မြောက်သွားပါတယ်။အဲ့ဒီတော့မှသူတို့လည်းတတိပြန်ဝင်လာပြီးလက်နက်တွေကိုစီနဲ့လိုက်လံရှာဖွေကြပါတယ်။တင်မောတစ်ပြင်လုံးကိုရှာဖွေခဲ့ပေမဲ့ထူးဆန်းစွာပဲထိုးတတဝါဟာပျောက်ချင်းမလှပျောက်ကွယ်သွားပါတယ်။ထောက်တနေရာမှာကွေလိမ့်နေတဲ့တတဝါအကောင်ပေါက်လေးတစ်ခုကလွဲလို့ဘာမှရှာမတွေ့ခဲ့ပါဘူး။ကြောက်ရွံ့မှုတွေကလူတိုင်းကိုလွှမ်းမိုးထားပြီးအခြေအနေကပုံမိုတင်းမာလာပါတယ်။ကြောင်ကပြဿနာတွေထပ်မလုပ်အောင်ကပတိန်က Brett ကိုကြောင်ကိုသွားဖမ်းဖို့ခိုင်းစေခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာနောက်ဆုံးမှာတော့ Brett ရဲ့တေးမင်းတကားဝဖြစ်သွားခဲ့ပါတယ်။သူဟာကြောင်နောက်ကိုစက္ကန့်နဲ့အထိလိုက်သွားခဲ့ရမှာကျမ်းပြင်ပေါ်ကထူးဆန်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်။